ဒါကတော့လူကြီးမင်းမကြည့်ဘူးသေးတဲ့ရုံထဲလေးအပြေးပြိုင်ပွဲပဲဖြစ်ပါတယ်ရုံမာလေးနဲ့လိမ့်နေကြကအပြေးပြိုင်နေပါတယ်နိုင်တဲ့စုကစုငွေ3984သိန်းရနိုင်ပါတယ်ဒါပေမဲ့ရုံမလေးကရုတ်တရက်နာပြီးလမ်းဘေးမှာနေပူစာလုံနေပါတယ်လိမ့်နေကြကလည်းသူ့ရဲ့ပြိုင်ပွဲကိုလက်လွတ်လိုက်လို့ပြောနေပါတယ်ဒါပေမဲ့သူကတွင်တစ်ခုတွေကိုရုတ်တရက်ပြုတ်ကျသွားတယ်ဘာကြောင့်လဲဆိုတော့ရုံမလေးကသူ့အတွက်ထောင်ချောက်တူထားတာပါရုံမလေးကတွင်းကိုရှောင်ပြီးဆက်ပြေးပါတယ်အမှန်တကယ်တော့လိမ့်နေကြကတမင်ခုံချလိုက်တာပါထောင်ချောက်ရှိတယ်ဆိုတာသူသိပြီးသားပါအဲ့ဒါကြောင့်မို့လို့တွင်ထဲမှာမြေရောက်ရထားပြင်ဆင်ထားပါတယ်အခုချိန်မှာသူကမြေရောက်ရထားကိုစီးပြီးပန်းတိုင်စီကိုသွားနေပါတယ်ဒါပေမဲ့ရုံမာလေးကမြေရောက်ရထားအကြောင်းကိုသိပြီးသားပါသူကမြေရောက်ရထားစီယာကိုပတ်စံပေးပြီးပန်းတိုင်နဲ့ပြောင်းပြန်မောင်းခိုင်းပါတယ်ဒါပေမဲ့လိမ့်နေကြကအဲ့ဒီအကြောင်းကိုသိပြီးသားပါမြေရောက်ရထားမှာထိုင်နေတာကသူကိုယ်တိုင်မဟုတ်ပါဘူးသူရဲ့အမှားဘူးအကိုဖြစ်ပါတယ်သူကအခုချိန်မှာတခြားလမ်းကနေပန်းတိုင်စီကိုပြေးသွားနေပါတယ်ဒါပေမဲ့ရုံမာလေးကအဲ့ဒီအကြောင်းကိုကြိုပြီးတော့မြင်ပြီးသားပါလွန်ခဲ့တဲ့နှစ်ပေါင်း20တုန်းကလိမ့်နေကြတော့ညီကိုရေချိုးနေချိန်မှာသူတို့နှစ်ကောင်ရဲ့လက်အခုံကိုလည်းလဲထားပါတယ်အဲ့ဒါကြောင့်မို့လို့အခုပြေးနေတာကသူ့အကိုဖြစ်ပြီးမြေရောက်ရထားမှာထိုင်နေတာကပြိုင်ပွဲဝင်တဲ့လိမ့်နေကြဖြစ်နေပါတယ်ဒါပေမဲ့ရုံမာလေးမြေရောက်ရထားဆရာကိုပတ်စံမပေးခင်မှာလိမ့်နေကြလေးကအရင်ပေးထားတဲ့အတွက်ရထားရဲ့ဦးတီယာကမမှားပါဘူးရထားကပန်းနိုင်နာကိုရောက်နေပါပြီလိမ့်နေကြကတွင်းထဲကနေထွက်လာပြီးနောက်ဆုံးကျန်တဲ့မီတာ200ကိုအစမ်းကုန်ပြေးပါတော့တယ်အခုချိန်မှာဒိုင်လိုကြီးကရာသီဥတုအခြေအနေကြောင့်ပြိုင်ပွဲကိုခਿੱတရထားလိုက်ပါတယ်ဒါပေမဲ့လိမ့်နေကြကမိုးကိုရှောင်တဲ့အချိန်မှာကောင်မလေးကဆက်ပြေးနေပါတယ်အမှန်တကယ်တော့ပြိုင်ပွဲကခਿੱတမရက်ထားပါဘူးခုနတုန်းကအော်နေတဲ့ဒိုင်လိုကြီးကရုံမာလေးခေါ်ထားတဲ့သူဖြစ်ပါတယ်မိုးရွာတာကလည်းရုံမာလေးကသူများကိုကားနဲ့ရီပြန်ခိုင်းတာပါရုံမာလေးပန်းနိုင်ရောက်တဲ့အချိန်မှာသူကမှန်အကြီးကြီးတစ်ချက်နဲ့တိုင်ပြီးမှန်ကွဲသွားပါတယ်ဘာကြောင့်လဲဆိုတော့ဒါကလိမ့်နေကြပန်းနိုင်အနီးနားမှာထောင်ထားတဲ့ထောင်ချောက်ဖြစ်ပါတယ်လိမ့်နေကြကအေးစစ်စစ်လေးနဲ့ပန်းနိုင်အစ်ကိုရောက်သွားပါတယ်ဒါပေမဲ့ပြိုင်ပွဲဘက်ကရုံမာလေးကိုစုပေးလိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ရုံမာလေးကသူတို့တရေကိုကယ်ထားလို့ပါလိမ့်နေကြလည်းအရှုံးမပေးပါဘူး CCTV ကိုထုတ်ပြီးသူတို့တရေကိုလှုပ်ချန်တဲ့သူကရုံမာလေးဖြစ်တဲ့အကြောင်းသက်သေပြလိုက်ပါတယ်တထေးလဲစိတ်ဆိုပြီးစုငွေကိုလိမ့်နေကြစီပြန်ပေးလိုက်ပါတယ်ဒါပေမဲ့ရုံမာလေးကလိမ့်နေကြရဲ့ဗီဒီယိုအတူဖြစ်တဲ့အကြောင်းအန်တီသမားကိုရှာပြီးသက်သေပြလိုက်ပါတယ်တထေးကလည်းစုငွေကိုရုံမာလေးစီပြန်ပေးလိုက်ပါတယ်လိမ့်နေကြကသူစပိုင်ဖြစ်တဲ့အကြောင်းပြောတော့လိမ့်နေကြကိုပြန်ပေးလိုက်ပါတယ်ရုံမာလေးကသူကအဓိကစက်ကောင်ဖြစ်တဲ့အကြောင်းပြောတော့လေသူ့ကိုပြန်ပေးလိုက်ပါတယ်တနားကြီးကြာပြီးတဲ့နောက်တထေးကမူသွားပါတယ်သူတို့နှစ်ယောက်လုံးကိုတယောက်ချင်းစီစုငွေ36ခေါက်လောက်ပေးထားပါတယ်အဲ့တော့ရုံမာလေးနဲ့လိမ့်နေကြကပျော်ပျော်ရွှင်ရွှင်နဲ့ပြောလိုက်တယ်ပြိုင်ပွဲဆိုတော့ရှင်ပြိုင်ဖို့ကအဓိကပါရှုံးနိုင်တာ